안녕하세요 제니. 안녕하세요. 제니 인연은 제니 메이스비 와우. 지마로 미얀마နိုင်ငံကနေလာတဲ့ Jenny ပဲဖြစ်ပါတယ်။ကျမကဒီအခု Hansong University မှာ second semester Beauty Design Management major ကိုတက်နေပါတယ်ရှင် 아소인 제니가 디니 한성 유니버시티에 빠져비고 바장 뼈뼈비 말래. ။ဒီနေ့မှာတော့ကိုရီးယားနိုင်ငံ Hansong University ကိုဘယ်လိုဝင်ခွင့်လျှောက်ရမလဲဆိုတာတိတိရှင်းပြတာမှာဖြစ်ပါတယ်ရှင် 알았을로신 한성 유니버시티고 별로 샤워를 띠띠 뼈뼈비 와우. ။သူက Hansong University ကိုအရင်ဆုံးရှောက်မယ်ဆိုလို့ရှိရင် UA apply online ကနေပြီးတော့ရှောက်ရပါတယ်။ပြီးလို့ရှိရင်အဲ့ဒီမှာ online form ကိုဖြည့်ပြီးတော့အဲ့ဒီမှာတစ်ခါတည်းကိုရီးယားငွေတစ်သိန်းကိုပေါင်ပေးရပါတယ်တစ်ခါတည်း ပြီးလို့ရှိရင်ဒီကြောင်းလျှောက်တဲ့အခါမှာဒီလိုအပ်တဲ့စားရဲစားတန်းလေးတွေသိသိပြပြပေးပါအောင် ။ကျောင်းချတဲ့ခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကမြန်မာ10တန်းအောင်လက်မှတ်ရဲ့10တန်း9တန်း10တန်းကျောင်းအောင်လက်မှတ်ရဲ့အိမ်အောင်စုစီကဖေမီမှတ်ပုံတင်ပြီးတော့ passport တွေကိုအဲ့ဒါတွေကို notary ပြန်ပြီးတော့တန်ရုံလေးမှာစီးထူတာပါရပါမယ်။ပြီးလို့ရှိရင်မိမိကိုယ်ကိုမိတ်ဆက်တဲ့စာ self introduction letter ရဲ့ topic level 3နဲ့ထပ်ပြီးလို့ရှိရင်ဓာတ်ပုံတစ်ပုံ3လတွင်ရိုက်တာတဲ့ပုံဖြစ်ရပါမယ်။အဲ့နောက်မှာတော့ဆရာမတွေကကျောင်းမှာစာရွက်စာတမ်းတွေကိုစီစဉ်သုံးသပ်ပါတယ်။ပြီးလို့ရှိရင်အဲ့ဒီစာရွက်စာတမ်းတွေအောင်သွားတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာနေတဲ့လူကရှောက်လာတယ်ဆိုလို့ရှိရင် online interview ခေါ်တယ်။ဒါပေမဲ့ကိုရီးယားနိုင်ငံမှာရှိနေတဲ့လူတွေဆိုရင်တော့ကျောင်းလာပြီးတော့ face to face interview ကိုဖြေရပါတယ်။ ဆိုလို့ရှိရင်ဝင်ခွင့်ရလို့ရှိရင်ကျောင်းကနေပြီးတော့ကျောင်းသားစီကိုဘယ်လိုဆက်သွယ်တာလဲ သူတို့ကဝင်ခွင့်ရလို့ရှိရင် email နဲ့ဆက်သွယ်ပါတယ်အရင်ဆုံးဆရာမတွေကစာရွက်စာတမ်းတွေရော online interview တွေရောအောင်ပြီဆိုလို့ရှိရင် email ပို့ပြီးတော့အဲ့ထဲမှာ email မှာကျောင်းလာကသွင်းရတဲ့ link ကိုပါပါတယ်အဲ့မှာကျောင်းလာကသွင်းပြီးလို့ရှိရင်ကျောင်းဝင်ခွင့်အတိအကျကိုထုတ်ပေးပါတယ်ပြီးလို့ရှိရင်ကျောင်းလျှောက်တာဖြစ်ပါပြီ ကျေးဇူးအများကြီးတင်ပါတယ်ခုလိုဖြစ်ကြပေးတဲ့အတွက်နောက်ခါပြန်တွေ့ရမယ်